ဒါမဲ့ကျမသာဆိုရင်အပေါ်အတန်းကိုကြားရင်စိုးရင်မိပါရှင်းကမကြားရဘူး ကြားတယ်မင်းတို့ဒုက္ခရောက်မယ်ဆိုတော့လည်းငါသိတယ်ဒုက္ခရောက်ပြီးမကြခင်မှာဘုန်းကြီးတစ်ပါးပါတဲ့အဖွဲတစ်ဖွဲอ่ะမင်းတို့လာခဲ့မယ်ဆိုတော့လည်းငါကြိုသိတယ် ရှင်းကဘယ်လိုလုပ်သိရလဲ ငါမစင်းလာခင်မှာအထက်ကအဖွဲတစ်ဖွဲဆင်းလာတော့သိထားမိလို့ညီမအမေတခုတော့ပြောမယ်နော်မိမတယောက်အနေနဲ့မဟုတ်မခံခြင်းစိတ်ရှိတာတတိရှိတာကောင်းပါတယ်ဒါပေမဲ့ရန်လူတော်နဲ့စွာတာကောင်းပါပြီးတော့ယောက်ျားတိုင်းကိုအထင်မကြီးတာကောင်းပြီယောက်ျားတိုင်းကိုလူယုံမှကြီးပဲလို့အထင်သေးနေတာဟုတ်လေအမှန်အောင်ဆိုတော့မင်းပြောချင်ယခုပြကနေသောအစီအစဉ်ကိုပြုံးပလေးတွေနဲ့ပြန်လည်ကြည့်ရှုနိုင်ပါသည်